အားလုံးမင်္ဂလာပါအခုတင်ဆက်ပေးချင်တာကတော့ဒီဘောလုံးသတင်းတက်လာတဲ့လက်ရှိတက်လာတဲ့ဘောလုံးသတင်းတွေရဲ့ဒီအနှစ်ချုပ်လေးတွေကိုတော်တော်များများကိုစူးစီးပြီးကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်နံပါတ်1တင်ဆက်ပေးချင်တဲ့သတင်းကတော့ဒီ Sporting တင်းက Modern White Man ဆိုတဲ့ဒီကစားသမားက Hero ဖြစ်သွားပါပြီသူကဘယ်လိုလဲဆိုတော့ Atletico Madrid ကိုပြောင်းရွှေ့ရမှာဖြစ်ပါတယ်Atletico Madrid ကိုပြောင်းရွှေ့ဖို့ပြောင်းရွှေ့ခြင်းနေတဲ့ Euro တန်း40နဲ့ဒီ add-on နဲ့ဒါပြောင်းရွှေ့သွားပြီဖြစ်ပါတယ်သူ့ကိုစာရုပ်ချုပ်မှာကတော့2031ခုနှစ်အထိလို့စာရုပ်ချုပ်မယ်လို့သိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ Man United နဲ့ပတ်သက်တဲ့သတင်းတစ်ခုပေါ့လေMan United အသင်းက Marcus Rashford ကခုဒီရာဇဂျိုလေ့ကျင့်ဒီလုပ်ငန်းစဉ်တွေရဲ့မတိုင်ခင်မှာတဲ့ဒီသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဒီတိတိကျကျပေါ့လေသိရှိခြင်းတယ်လို့ဆိုပါတယ်ဒီ United ဘက်ကတော့ဒီMarcus Rashford ကိုရောင်းချဖို့အတွက်ကိုစူးစမ်းနေစေဖြစ်တယ်တကယ်လို့ဒါဒီရောင်းချမယ်ဆိုတဲ့ကိစ္စဒီလုံးဝအဆင်မပြေဘူးရောင်းချဖို့လုံးဝအဆင်မပြေခဲ့ဘူးဆိုရင်တော့ဒီMichael CarrickကMarcus Rashfordကိုဒီအသင်းရဲ့လူစင်းတွေကိုပြန်ပြီးအောင်ထည့်မယ်ဆိုပြီးမှအစီအစဉ်ရှိတယ်သူ့ရဲ့ plan ထဲမှာရှိတယ်ဆိုပြီးမှဆိုပါတယ်နောက်သတင်းတစ်ခုကတော့ Oli Watkins ကဒီ Fenerbahce နဲ့သဘောတူညီမှုရရှိသွားပြီဆိုလို့သိရပါတယ်Fenerbahce ကဒီ Aston Villa ရဲ့တိုက်စစ်မှုဒီ Oli Watkins ကိုခေါ်ယူဖို့တဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီးမှ3နှစ်စာချုပ်နဲ့သဘောတူညီခဲ့တယ်လို့ဆိုပါတယ်ဒီအတွက်ကိုဗီလာကနေပြန်မှာပေါင်35သန်းတောင်းဆိုထားတယ်လို့ဆိုပါတယ်ဒါပေမဲ့တူကလပ်တွေကတော့ဒီ25သန်းနဲ့ပေးချေဖို့အတွက်ဒီ25သန်းပဲသူတို့ပေးချင်တယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီသဘောတူညီမှုရရှိခဲ့တယ်ဆိုတာကလည်းပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိမှုတာဖြစ်ဖို့ပဲများပါတယ်ဗီလာနဲ့သဘောတူညီမှုရရှိဖို့ဆိုတာကတော့ဒီတက်လာတဲ့သတင်းအရာမဟုတ်ဘူးလို့ထင်ပါတယ်ဒါပြောင်းရွှေ့ညှိနေတဲ့အနေအထားတစ်ခုရှိပြီပေါ့လေနောက်သတင်းကတော့ဒီအာဆင်နယ်နဲ့ပတ်သက်တဲ့ Bruno Guimaraes နဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ်Bruno Guimaraes ကဒီသူ့ရဲ့ Newcastle အသင်းကိုသူကအသိပေးထားတယ်သူဒီအာဆင်နယ်အသင်းကိုပြောင်းရွှေ့မှာဖြစ်တယ်အာဆင်နယ်အသင်းကိုပြောင်းကျင်တယ်ဒီနေရာဒီမှာအသင်းကနေမဖြစ်မနေထွက်ခွာမယ်လို့ဒီအသိပေးထားတယ်ပေါ့နော်အာဆင်နယ်အသင်းဘက်ကလည်းဒီ Bruno Guimaraes ကိုသူခေါ်ယူဖို့အတွက်ဆိုလို့ရှိရင်အနည်းဆုံးပေါင်တန်း60လောက်ဒါကုန်ကျနိုင်တယ်ဆိုပြီးသူတို့ကသူတို့ပြောင်းရွှေ့ခြင်းကိုသူတို့အဲ့လောက်ထိရမှာသူတို့အနေနဲ့ခံမှန်းထားတယ်ပေးဖို့လည်းအစီအစဉ်ရှိတယ်ဒါပေမဲ့ Newcastle ဘက်ကလောလောဆယ်အနေထားအရ Bruno Guimaraes ကိုမရောင်းချဘူးဆိုပြီးမှပြောထားတယ်ပေါ့နော်ဒါပေမဲ့ဒီသတင်းကဖြစ်နိုင်ခြေသည်အာဆင်နယ်ကို Bruno Guimaraes ရောက်ရှိလာလိမ့်မယ်သို့တော်ညာလည်းဒီတန်း60တက်ပို့ပြီးများတဲ့အမောက်မှန်တာတွေမှာရောက်ရှိလာလိမ့်မယ်ဆိုပြီးမှသုံးသပ်ထားရရှိပါတယ်နောက်တစ်ခုကတော့ Real Madrid အသင်းရဲ့ကစားသမားဖြစ်တဲ့ဒီကာမာဘင်ဂါကိုပေါ့လေကာမာဘင်ဂါကိုခေါ်ယူဖို့စောင့်ကြည့်နေတယ်အသင်းနှစ်သင်းရှိပါတယ်ဒါက Premier League အသင်းနှစ်သင်းပေါ့လေအသင်းနှစ်သင်းရှိတယ်ဒီအသင်းတွေကဘာလဲဆိုလီဗာပူးနဲ့မန်စီးတီးအသင်းတို့ဖြစ်တယ်လို့သိရပါတယ်ဒါမန်စီးတီးအသင်းကတော့ဒီကာမာဘင်ဂါကိုခေါ်ယူဖို့အတွက်စုံစမ်းမှုတွေပြုလုပ်ခဲ့တယ်ဆိုတာကိုပြီးခဲ့တဲ့2ရက်3ရက်လောက်တည်းကသတင်းတက်လာခဲ့တာဖြစ်တယ်ကျွန်တော်လည်းရှေ့မှာဆက်တာဖြစ်တယ်ဒါပေမဲ့လီဗာပူးကဒီ race တဲကိုပါဝင်လာပြီပေါ့လေဘာဖြစ်လို့ကာမာဘင်ဂါကိုလိုက်နေကြလဲဆိုတော့ချူအမန်တီကို Real Madrid အနေနဲ့2031ခုနှစ်အထိစာချုပ်ချုပ်ဆိုဖို့အတွက်ကိုလှုပ်ဆောင်ပေးခဲ့ပြီဖြစ်တယ်ဒီချူအမန်တီကလည်းဒီအချက်ပုံမှာသဘောတူညီတယ် Real Madrid မှာဆက်နေမယ်ပေါ့လေကာမာဘင်ဂါက Real Madrid ကမပြောင်းချင်ဘူးလို့ပြောထားပေမဲ့လက်ရှိနေတာတစ်ခုရချူအမန်တီဆက်နေလို့ရှိရင်ကာမာဘင်ဂါထွက်ရဖို့အချင်းရှိတယ်ဒါကြောင့်မို့လို့ဒီလီဗာပူးအသင်းမှာဒီ race တဲကိုပါဝင်လာတယ်လို့သိရပါတယ်နောက်တစ်ခုကတော့အန်တိုနီယိုနူဆာပေါ့လေဒီလိုက်စစ်အသင်းကအာဗီလိုက်စစ်အသင်းကတာမန်ကစားဖြစ်တဲ့အန်တိုနီယိုနူဆာကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့ Premier League ကလပ်အသင်းနှစ်ခုရှိတယ်ဆိုပြီးသတင်းတက်လာပါတယ်ဒီအသင်းနှစ်သင်းကတော့အာဆင်နယ်အသင်းနဲ့စပါအသင်းတို့ဖြစ်တယ်လို့ဆိုပါတယ်ဒီနော်ဝေးနိုင်ငံသားကဒီကမ္ဘာဖလားမှာလည်းပွဲစဉ်တွေမှာလည်းခြေစမ်းပြနေတယ်ဒါကြောင့်မို့အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုရရှိနေတာဖြစ်တယ်ဒီ22နှစ်သားကိုလိုက်စစ်အသင်းကနေပြီးမှ
ဒီတကယ်လို့ကမ်းလှမ်းခဲ့မယ်ဆိုလို့ရှိရင်ပေါင်တန်း50နဲ့60ကြားထဲမှာဒီ50နဲ့60ကြားထဲရမှသာလျှင်ရောင်းထုတ်နိုင်တဲ့အနေအထားတစ်ခုရှိရလို့သုံးသပ်နေကြပါတယ်ဒီကစားသမားကိုနောက်ထပ်စောင့်ကြည့်နေတဲ့အသင်းတွေကတော့ Newcastle, Villa နဲ့ Palace တို့ကလည်းဒီအခြေအနေကိုစောင့်ကြည့်နေလို့သိရပါတယ်နောက်တစ်ခုက Karen Ademari ဆိုတဲ့ကစားသမားကဒီဘာစီလိုနာကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်ဘာစီလိုနာနဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိပြီးရဲ့နောက်ပိုင်းမှာဒီကစားသမားကသူဒီဘာစီလိုနာကိုပြောင်းမယ်ဆိုပြီးမှအသင်းကိုလည်းတည်ပြီးထားတယ်သူက2029ဇွန်လမှာစာရုပ်သက်တမ်းကုန်ဆုံးတော့မယ်ဆိုတော့သူ့ရဲ့စာရုပ်သက်တမ်းဘယ်လောက်မှမကျန်တော့ဘူးဒါကြောင့်မလို့တကယ်လို့ဒါဒီဘာစီလိုနာအသင်းကနေပြီးကမ်းလာခဲ့မှဆိုရင်ဒီပြောင်းရွှေ့ဖြစ်လာမယ်ပေါ့နော်ဖြစ်လာနိုင်တယ်ဆိုပြီးမှဒါသုံးသပ်ထားတာရှိပါတယ်နောက်သတင်းကတော့ Chelsea တင်းရဲ့သတင်းပေါ့လေChelsea တင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ Jesse Dury ဆိုတဲ့ကစားသမားကဒီခုမှာအခုရက်ပိုင်းအတွင်းမှာတင် Chelsea တင်းနဲ့စာချုပ်သက်တမ်းတိုးမယ်တိုးပြီးသွားလို့ရှိရင်ဒီကစားသမားကSporting အသင်းကိုအပြောင်းရွှေ့ပေါ့လေအငှားအပြောင်းရွှေ့နေထွက်ပြီးကစားမယ်လို့သိရပါတယ်ဒီကစားသမားကို Chelsea အသင်းကပေါ့လေဒီအနာဂတ်ရဲ့စီမံကိန်းထဲမှာတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ပါဝင်နေတယ်ဆိုပြီးမှစီယုံမှုတွေရှိခဲ့တယ်အဲဒီလိုစီယုံမှုတွေရှိခဲ့ပြီးမှကစားသမားနဲ့2032ခုနှစ်ထိစာချုပ်သစ်ကိုလည်းချုပ်ဆိုနိုင်ခဲ့တယ်အဲ့လိုချုပ်ဆိုနိုင်ခဲ့တဲ့အပြီးမှာတင်ဒီ Sporting အသင်းကိုဒီအငှားထွက်ကစားဖို့ခုရက်ပိုင်းပေါ့လာမယ့်ဘက်အတွင်းမှာဒီအငှားထွက်ကစားဖို့အခြေအနေတစ်ခုကဖြစ်လာနိုင်တယ်ဆိုပြီးမှဒါဖော်ပြထားတာဖြစ်ပါတယ်ဒါကတော့လက်ရှိအနေထားအသစ်တက်လာတဲ့သတင်းတွေကို Fabrizio Romano Team.ဒီ Guardian ဒီသတင်းစာတွေကနေပြီးမှဖော်ပြလာတဲ့ဖော်ပြချက်တွေကိုကျွန်တော်အနှစ်ချုပ်ပြီးမှတင်ဆက်ပေးတာဖြစ်ပါတယ်နားဆင်အားပေးကြမိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်